ကျွန်တော်တို့ဒီမှာခုနရှိမှမြင်ရတဲ့ဗီဒီယိုเนาะကျွန်တော်ဟိုပြီးခဲ့တဲ့ရက်လေးကမှကျွန်တော်လုပ်ပြီးတင်ထားတဲ့ဟာလေးเนาะကျွန်တော်နောက်ဆုံးပိုင်းကိုကျွန်တော်လုပ်ပြမယ်ပေါ့เนาะအဲ့ဒါလေးကျွန်တော်လုပ်ပြမယ်เนาะโอเคကျွန်တော်လည်းအခုအရင်ရက်တွေကလည်းကျွန်တော်လည်းเนาะဒီမှာဗီဒီယိုလေးလည်းမလုပ်ပြဘူးเนาะကျွန်တော်အတင်းနဲ့ပတ်သက်တဲ့ຢာလေးလည်းကျွန်တော်ဒီတက်တော့မှလည်းမတင်ပေးဘူးเนาะကျွန်တော်တင်တန်းမှလည်းမတင်ပေးဘူးအဲကြောင့်ကျွန်တော်ခုဒီနေ့ကစပြီးเนาะကျွန်တော်ပုံမှန်ပြန်တင်ပေးပြီပေါ့เนาะโอเคအဲ့ဒါကျွန်တော်တို့ဒီမှာဒီဗီဒီယိုလေးလုံးမပြခင်မှာကျွန်တော်တင်တန်းလေးလာတော့တက်ဖို့ကျွန်တော်ဖိတ်ခေါ်တယ်ပေါ့เนาะကျွန်တော်တင်တန်းမှာအတင်းနီမျိုးစုံအများကြီးတင်ပြပေးတာပေါ့เนาะတကယ်လို့ကျွန်တော်တင်တန်းကိုတက်ချင်လို့ဆက်သွယ်ခြင်းနဲ့ဆိုတော့အခုပြလာတဲ့တက်တော့ပိုင်းအောင်လေးရနေတက်စင်နဲ့ကျွန်တော်တင်တန်းလာကိုဆက်သွယ်လို့ရတယ်เนาะတက်တော့မှာမဟုတ်ဘဲနဲ့လေ Telegram မှာလည်းကျွန်တော်တို့အခုလိုမျိုးတွေရိုက်ရှာပြီးတော့တင်တန်းလာကိုတက်လို့ရတယ်ပေါ့เนาะโอเคအဲ့ဒါကျွန်တော်တို့ဒီမှာဒီနေ့ဒါလေးစမယ်ပေါ့เนาะအခုကျွန်တော်ဒီမှာဒီတချင်းကကျွန်တော်ထည့်ထားတယ်ပေါ့เนาะတခါတည်းကျွန်တော်ဒီမှာနားထောင်ကြည့်เนาะโอเคကျွန်တော်ဒီဥစ္စာလေးကျွန်တော်လုပ်ပြမယ်ပေါ့เนาะဒီမဲ့အဲ့ဒါလေးလောက်ဒီမှာတော့ဒါပြီးရတော့ဒီမဲ့တော့နားကိုအောင်ချကျွန်တော်ပြီးချတာလေကျွန်တော်လုပ်ပြတာလေပေါ့เนาะဒီမဲ့ပြီးလေးရိုက်ချလိုက်တော့เนาะကိုကโอเคအဲ့ဒါကျွန်တော်ဒီမဲ့ဒီမှာပုံထည့်မယ်ပေါ့เนาะကျွန်တော်အပေါင်းလေးနေပြီးတော့ကျွန်တော်မီဒီယာကိုသွားပြီးကျွန်တော်ဒီတပုံယူလိုက်ပြီပေါ့เนาะဒီတပုံယူလိုက်ပြီပေါ့เนาะโอเคအဲ့တပုံမယူလိုက်ပြီပေါ့เนาะပြီးရင်ကျွန်တော်ဒီမှာဒါကိုဒီဘက်ပိုင်းကျွန်တော်တပုံကြီးလိုက်ထည့်မယ်ပေါ့เนาะပုံတွေကတော့ဒီတိုင်း P2P ကိုကျွန်တော်တပုံကြီးလိုက်ထည့်မယ်ပေါ့เนาะโอเคပြီးကျွန်တော် P2P ကိုကျွန်တော်တပုံကြီးလိုက်ထည့်မယ်เนาะโอเคအဲ့တိုင်းမလိုက်ထည့်ဘူးမယ်เนาะโอเคအဲ့တော့တပုံကြီးလိုက်ထည့်လိုက်မယ်ပေါ့เนาะပုံတွေကတော့မရှိလို့ကျွန်တော်ဒီပုံလေးတွေပဲကျွန်တော်ထည့်လိုက်မယ်ပေါ့เนาะနောက်တော့တပုံကြီးဒီမှာလိုက်ထည့်ဦးမယ်เนาะဘာမှမဖြစ်ဘူးပေါ့เนาะဒီ P တိုင်းပဲကျွန်တော်တို့တပုံကြီးလိုက်ထည့်လိုက်မယ်ပေါ့เนาะโอเคအဲ့တိုင်းပဲကျွန်တော်တို့တပုံကြီးလိုက်ထည့်လိုက်အောင်ပေါ့เนาะโอเคညဒီဥစ္စာအမြန်ပဲပြရတယ်ပေါ့နော်ဒီတိုင်းပဲလောက်ရတော့โอเคပိုလည်းပါညဖြတ်လိုက်မယ်နော်โอเคကျွန်တော်ဒီဥစ္စာတစ်ခုချင်းလိုက်လောက်လိုက်ပြီနော်လောက်ပြီးတိုင်းကျွန်တော်ဒီမှာဒီပုံရှေ့ရပုံနေနော်ဒီပုံလေးကိုထောက်မယ်ထောက်ပြီးတော့အဖက်ကိုနေအဖက်ကိုနေပြီးကျွန်တော်တို့ဒီမှာတိုင်းအဖက်ကိုရှာမယ်ပေါ့နော်တိုင်းအဖက်ကိုရှာမယ်နော်โอเคနော်ဒီပေါ်ဆုံးအဖက်ကိုနေမယ်ပြီးကျွန်တော်တို့ဒီ standard စနေမယ်နေပြီးတော့ကျွန်တော်မဲတာကိုအမြဲ online ပေါ့နော် on ပြီးကျွန်တော်တို့ဒီမှာအပေါင်းအဖက်ကိုနေမယ်နေပြီးတော့ကျွန်တော်ဒီအဖက်ကိုရှာမယ်နော် oscillate ဒီအဖက်နော်โอเคအဲ့ဒါလေးကိုနေမယ်ပြီးရင်ကျွန်တော်တို့ဒါလေးကိုနေမယ်နော်နေပြီးတော့ကျွန်တော်တို့ oscillate မှာကျွန်တော်တို့ angle ရှိရနော် angle ကိုကျွန်တော်တို့မယ်နော်ဒီနားမှာနော်အဲ့ဒါ90ထားနေဒီနားမှာ key frame ချမယ်နော်ဒီနား key frame တော့ဒါလေးနော်အဲ့ဒါလေးကိုထောက်ပြီးတော့ကျွန်တော်ဒါလေးကို90ထားလိုက်မယ်ပေါ့နော်90ထားလိုက်မယ်နော်โอเคဒါလေး90ကျော်ပြီးဒါလေးကို -90 ထားလိုက်မယ်နော်ဒီဘက်ကို-90ထားလိုက်မယ်ပေါ့နော်-90ထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ frequency ရှိရနော် frequency မှာကျွန်တော်တို့ဒါကိုနည်းနည်း short လိုက်မယ်နော် 0.30 လောက်ထားလိုက်မယ်နော် 0.30 လောက်ပဲထားမယ်နော် okay ပြီးကျွန်တော် magnitude မှာဒါကို sorry ဒီနော်ဒီ magnitude မှာကျွန်တော်ဒီနားကိုကျွန်တော်0ထားရမယ်ပေါ့နော်နားမှာ0ထားခဲ့မယ် key frame ချ key frame ဒါလေးနော်အားလေးနေပြီးတော့ကျွန်တော်တို့ဒီမှာ key frame ချပြီးဒါကို90ကျွန်တော်ဘလောက်ဒါ90လောက်ထားရမယ်နော်ကျွန်တော်80လောက်ပဲထားခဲ့မယ်နော်ဒီနားမှာ80လောက်ထားခဲ့မယ်ပြီးကျွန်တော် effect ကိုနေကျွန်တော် motion blur ဆိုတဲ့ဘက်ကိုရှာမယ်နော် okay motion blur ကိုနေမယ်ပြီးရင်ကျွန်တော်တို့ standard စင်နေမယ် motion blur ဒီတိုင်းပဲထားခဲ့မယ်နော်ထားပြီးတော့ effect ကိုနေကျွန်တော်တို့ swing ဆိုတဲ့ဘက်ကိုရှာမယ်နော် okay swing နော်အဲ့ဒီ effect ကိုနေမယ်ပြီးရင်ကျွန်တော်တို့ဒါလေးနေမယ်နော်နေပြီးတော့ swing မှာကျွန်တော်တို့ဒီမဲ့နော် frequency ရှိရနော်အဲ့ဒီ frequency ကိုကျွန်တော်တို့နည်းနည်းလောက် short လိုက်မယ်နော်ကျွန်တော်ဘယ်လောက်ထားမလဲ 0.89 လောက်ထားခဲ့မယ်နော်89ပြီးကျွန်တော်တို့ angle 1မှာကျွန်တော်တို့ key frame ချမယ်နော် key frame ချပြီးကျွန်တော်တို့ကဒီမဲ့ဒါကို-4 ထားမယ်နော်-4 ထားခဲ့မယ်နော်-4.0 နော် okay -4.0 ကျွန်တော်တို့ပြီးရင်နောက်မှကျွန်တော်3ညထားလိုက်မယ်ပေါ့နော်3ညပဲထားလိုက်မယ် okay ပြီးကျွန်တော် angle 2နော် angle 1မှာ minus ဆိုရင် angle 2မှာပလက်ဖြစ်ကြမယ်ပေါ့နော်ခုန key frame ချပြီးကျွန်တော်ဒါကို 4.0 ထားမယ်နော် okay ပလက်4နော်ဒီမှာပလက်4နော် angle 1မှာကျွန်တော်-4 ထားရတယ်နော် okay ပြီးကျွန်တော်တို့ဒီမှာကျွန်တော်0ထားခဲ့မယ်နော်0ပဲပြန်ထားရတော့မယ် okay 0ပဲထားပြီးပြန်ထွက်ပြီးတော့ကျွန်တော်ဒီ effect ကိုနေမယ်နော် effect ကိုနေမယ်နေပြီးတော့ကျွန်တော်တို့ဒီမှာဒီ effect ကိုရှာမယ်နော် okay ဒီဥစ္စာကိုလာမယ်လာပြီးတော့ကျွန်တော် standard စင်နေမယ်အဲ့မှာဒီမှာကျွန်တော်ကျန်တာဘာမှမနေတယ်ဒီ magnitude ရှိရနော် magnitude ကိုကျွန်တော်ဒီရဲ့ layer ကိုလာမယ်နော်ဒီရဲ့ layer ကိုလာမယ် layer ကိုသွားဒါကိုအကုန် short လိုက်နော်အကုန် short လိုက်နော် okay အကုန် short ပြီးနောက်ကိုသွားပြီးတော့ကျွန်တော်တို့ဒီမှာဒါကိုနည်းနည်းတော့200လောက်ထားလိုက်မယ်နော်
ဝင်နေရ30လောက်ထားမယ်ပြီးဒီနားမှာကရက်လာမယ်နော်ဒီလေကိုလာမယ်ဒီနားလေးနော်အိုင်နာကိုလာပြီးကရက်ကိုကျွန်တော်ဒီတိုင်းဆွဲလိုက်မယ်โอเคပြီးရင်ကျွန်တော်အဲ့တိုင်းပြီးပြီနော်ပြီးပြီဆိုဒီအမိုက်ပုံးရဲ့ဒီဘက်ပြီးမှာဆက်30ရှိရနော်ဆက်30ကိုနှိပ်မယ်ပြီးဒူပလီကိတ်နော်မိနစ်တက်ခွဲလိုက်မယ်နော်ခွဲပြီးတော့ကျွန်တော်အောက်ကဟာကိုလာမယ်ဒီမဂနီကျိုနော်ဒီမဂနီကျိုကိုပဲโอเคလာပြီးတော့ကျွန်တော်တို့ဒီမှာဒီရှေ့ကိုလာမယ်နော်โอเคကျွန်တော်ဒီဥစ္စာတွေကိုပြန်ဖြတ်လိုက်မယ်နော်ဒါလေးအကုန်လုံးဒီမှာအားလေးအကုန်လုံးကျွန်တော်ပြန်ဖြတ်လိုက်မယ်နော်ဒီနားမှာโอเคပြီးကျွန်တော်ဒီရှေ့ကိုလာမယ်နော်အဲ့ရှေ့ကိုလာမယ်မဂနီနော်အဲ့မှာအားလာမယ်ပြီးဒါကိုကျွန်တော် minus ဘက်ကိုသွားလိုက်မယ်နော် minus ဘက်ကိုသွားမယ်နော် minus ဘက်ကိုသွားမယ်ကျွန်တော်တို့နော်โอเค minus 0.265နော်โอเคပြီးကျွန်တော်တို့ဒီအလဲကိုသွားမယ်အလဲလောက်ကိုပြန်သွားပြီးကျွန်တော်တို့ဒါကို0ပြန်ထားလိုက်မယ်နော်0ထားလိုက်မယ်โอเคကျွန်တော်ဒီထဲလာမယ်ကရက်ကိုလာမယ်နော်ဒီကရက်ကိုလာမယ်လာပြီးတော့ဒါလေးကိုအမြန်နေလိုက်မယ်နော်အမြန်ဆွဲလိုက်မယ်โอเคအမြန်ဆွဲမယ်ကျွန်တော်တို့ပြီးပြန်ထွက်မယ်နော်အဲ့ဖက်ကိုနေကျွန်တော်တို့လမ်ပလာနော်ဒီဖက်ကိုရှာမယ်နော်ညော်ဒီဖက်နော်โอเคဒီအောက်ကဒုတိယဖက်အဲ့ဒါကိုနှိပ်မယ်ပြီးရင်ညော်တို့ standard နှိပ်မယ်နော်ဒီလမ်ပလာမှာကျွန်တော်တို့ဒီမှာဒီဥစ္စာတွေလိုပဲเนาะကျွန်တော်တို့ဒီမှာဘာမှမလုပ်ပဲကျွန်တော်တို့ strand ရှိရเนาะโอเคအဲ့ strand မှာကျွန်တော်တို့ကဒီမှာဒီရှေ့ကိုလာမယ်ဒီလေเนาะ sorry ကျွန်တော်တို့ဒီရှေ့ကိုလာရမယ်เนาะဒီမှာဒီနားမှာ key frame ချတာကို320လောက်ထားရမယ်เนาะโอเค320လောက်ထားမယ်ပြီးရင်ကျွန်တော်တို့เนาะနောက်ကိုဒီလေကိုသွားမယ်လေကိုသွားပြီးကျွန်တော်တို့ဒါကို0ပြန်ထားလိုက်မယ်เนาะ0ပြန်ထားလိုက်မယ်โอเคโอเคပြီးရင်ကျွန်တော်တို့ဒီနားမှာကျွန်တော်တို့အမြန်လုပ်မယ်เนาะဒီအမြန်ဒါကိုနှိပ်လိုက်မယ်เนาะโอเคပြီးရင်ကျွန်တော်တို့ဒီမှာပြန်ထွက်ပြီး effect ကိုနေကျွန်တော်လမ်ပလာเนาะဒီ effect ပဲပြန်ထားမယ်เนาะโอเคအဲ့ဒါကိုနှိပ်မယ်နှိပ်ပြီးတော့လမ်ပလာမှာကျွန်တော်တို့ဒီမှာဒီရုပ်စာเนาะ strand ရှိရเนาะအဲ့ strand ကိုကျွန်တော်နောက်ကိုအလဲကိုရင်သုံးသွားလိုက်မယ်အလဲကို key pin ချလိုက်မယ်เนาะပြီးရင်ဒီနောက်မှာလည်း key pin ချခဲ့ပြီနှစ်ခုချလိုက်မယ်เนาะရှင်းအောင်နှစ်ခုချမယ်ချပြီးတော့ဒီရှေ့ကိုဒုတိယဟာကိုပြန်လာမယ်เนาะလာပြီးတော့ကျွန်တော်တို့ဒါကို0ပဲထားခဲ့မယ်ဒီနောက်မှာ0ထားမယ်ပြီးရင်နောက်ကိုသွားမယ်ကျွန်တော်တို့ဒါကို200ကျော်လောက်ထားမယ်ပေါ့เนาะ200ကျော်လောက်ထားလိုက်မယ်เนาะโอเค240ကျော်လောက်ထားလိုက်245ထားလိုက်မယ်နော်โอเคဒီနားမှာကျွန်တော်တို့ဒီမယ်နော်ဒီနေ့အလဲကိုလာမယ်အလဲကိုလာပြီးကရက်ကိုကျွန်တော်တို့အနီးလောက်လိုက်မယ်ပေါ့နော်โอเคအဲ့တော့ဒါလေးပြီးပြီနော်โอเคမင်းဒီရုပ်စာဒီပုံထောက်ပြီးသွားရင် effect ကိုနေဒီဆက်30ရှိရနော်အဲ့ဒီဆက်30ကိုနေမယ် copy effect ကိုနေမယ်โอเคနေပြီးတော့ကျွန်တော်နောက်ကပုံနေမှာကျွန်တော်တို့ effect တွေကုန်လိုက်ထည့်လိုက်အောင်မယ်နော်โอเคနောက်ကပုံနေမှာကျွန်တော် effect တွေကုန်လိုက်ထည့်အောင်မယ်နော်โอเคနောက်ကဟာဒါလေးမှာကျွန်တော်တို့ effect တွေကုန်လိုက်ထည့်လိုက်မယ်နော်โอเค effect တွေကုန်လိုက်ထည့်လိုက်မယ်နော်โอเคနောက်ကဒါလေးနော်ကျွန်တော်တို့ effect တွေကုန်လိုက်ထည့်လိုက်မယ်နော်โอเคနော်ဒီ PF အဲ့လာလေးနေလိုက်အောင်မယ်နော်အကုန်ထည့်ပြီးသားဖြစ်သွားမယ်နော်โอเคအကုန်ထည့်ပြီးသားဖြစ်သွားမယ်ပေါ့နော်โอเคအဲ့တိုင်းမှာကျွန်တော်တို့လိုက်ထည့်လိုက်အောင်မယ်နော်โอเคဒါကကျွန်တော်ဟိုနေ့ကကျွန်တော်တရက်နေ့ရရှိသေးရပေါ့နော်ကျွန်တော်ဒီဗီဒီယိုလောက်ထားတာလေးကိုကျွန်တော်ခုနောက်ကျွန်တော်တစ်ပိုင်းလောက်လာလေးလောက်ပြရတယ်ပေါ့နော်โอเคကကျွန်တော်ကျေးဇူးအားလည်းကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်တွေ့မယ်နော်နောက်ရက်ဒီမှာလည်းကျွန်တော်ဗီဒီယိုလေးတွေပုံမှန်တင်ပေးမယ်ပေါ့နော်โอเคကျေးဇူးအားလို့နောက်ဗီဒီယိုမှာပြန်လည်တွေ့မယ်နော်အားလုံးပဲတက်တာပါဘိုင်